Faradar Shar ဖတ်ထုတ်လို့လာပါပြီ။ဒီမှာခောက်ဆွေကြောကိုအတွက်ကိုကျမကပဲတောင်းလေးတွေကိုအမိတော်လေးတွေဖြတ်နေပါတယ်။ပဲတောင်းလေးတွေလည်းအမိတော်လေးတွေကိုကိုစိတ်ကြိုက်ဖြတ်လို့ရတာပေါ့နော်။ပြီးဆိုရင်လည်းကျမကော်ဖီပန်းလေးဖြတ်မယ်။မုံလောင်အနီကတော့မရှိလို့မထဲတော့ဘူးပေါ့နော်။မုံလောင်အနီကတိတ်ရလားတိတ်လည်းမကြိုက်ဘူး။ဒါပေမဲ့မုံလောင်အနီလေးထဲရတော့လေလာတာပေါ့နော်။ဒီမှာခောက်ဆွေလေးကတော့ကြော်နေပါပြီ။ကြော်တဲ့အစာပလာလေးထဲတော့မပြတော့ဘူးပေါ့နော်။အရှိပြီးတော့မှလည်းတင်ထားတော့ဆိုတော့လေအငွေးလေးတစ်ထောင်ထောင်လဲကျမရဲ့ခောက်ဆွေကြော်လေးကတော့စားချင်းစရာလေးပေါ့နော်။ဥတသက်ထည့်ထားပါတယ်။နောက်ဆုံးမှာခောက်ဆွေကြော်လေးကတော့ကျက်သွားပါပြီရှင်။ပြီးဆိုတာနဲ့ကြာစံကြော်လေးကြော်မှာပေါ့နော်။ကြာစံကြော်ကတော့ကျမညောင်းအရန်ညောင်းနေတယ်ဆိုတော့ကျမယောက်ျားကိုပဲမွေခိုင်းလိုက်တယ်ကျမကတော့ဒီမှာဗီဒီယိုရိုက်ပါတယ်။ပြီးတော့ကလေးတွေအကြိုင်လူချင်းလေးကြော်မယ်။ပြီးရင်ဒီမှာစမူစာလေးလည်းကြော်ထားပါတယ်။ဒီမှာစမူစာလေးကတော့ကျွတ်ရွနေတာပဲပေါ့နော်။ကြောက်ချော်လေးတွေကိုလည်းလေကျမအဲ့လိုမျိုးသုံးပြီးတော့မှဘန်းလေးတွေမှာထည့်လိုက်တယ်ပေါ့နော်။အရန်အောင်မှလာတယ်ကြီးအယောင်လေးတွေကလေစားချင်းစရာလေးပေါ့။ပြီးဆိုလို့ရှိရင်ဒီမှာဖြော်ရည်ဖြော်တော့မယ်ဒီမှာတစ်ခွားရည်လည်းဖြော်မယ်ဇီးဖြော်ရည်လည်းဖြော်မှာပေါ့နော်ဖြော်ရည်ကနှစ်ဘူးပေါ့နော်လူများတယ်ဆိုတော့လေတမယာလေးလည်းထည့်တယ်ဒီ ready made ညစ်ပြီးသားတမယာလေးလည်းနည်းနည်းထည့်တယ်ပေါ့နော်တမယာလေးတက်ဆိုရင်လည်းဒီမှာလည်းညစ်လို့မနိုင်ဘူးဒီလားတချို့တမယာလေးဆိုအရင်မှားတာပေါ့နော်ဒီဖြော်ရည်လေးတွေကအစင်သစ်ပါပဲနောက်ဆုံးမှာကျမသူ့ရှိကိုနောက်ဆုံးမှာလုပ်ပါတယ်။ဒီမှာသူ့ရှိကိုစပြီးတော့မှလုပ်ပါပြီ။ဒါစံကျိတ်ပြီးတော့မှလုပ်ပါတော့နော်။သူ့ရှိကတော့လေတအိမ်လုံးကြိုက်တယ်။ရမဇန်လာဆိုလို့ရှိရင် iftar မှာကျန်တဲ့မုတ်ပါမပါသူ့ရှိကတော့အမြဲတမ်းပါတယ်။ပဲတော့ကတော့ကျမမလုပ်တော့ဘူးပေါ့နော်။ iftar ဝိုင်းမှာတော့ပဲတော့ပါတယ်။ပဲတော့ကတော့အမကိုပဲလုပ်ခိုင်းလိုက်တယ်ပေါ့နော်။ဒီမှာကျန်တဲ့စားသားတွေကိုတော့ကျမကတော့အကုန်လုံးပြင်ဆင်ထားပါပြီ။ပဲတော့ကတော့အမလုပ်ခဲ့ပါတယ်။ဒီမှာ iftar ဝိုင်းလေးကလည်းပြင်ဆင်ထားပါပြီ။ကျေးဇူးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကိုနောက်ဗီဒီယိုမှာပြန်တွေ့မယ်။ Bye bye